အပြင်တွေသွားလို့မိတ်ကပ်ပြင်တဲ့အခါမှာတော့မျက်ခုံးမွေးဆွဲရတာကအပင်ပန်းဆုံးပို့လားရှင်။တဲ့ကျော်သက်အရွယ်တွေအကြိုက်ဆုံးမျက်ခုံးပုံစံကတော့ ombre shading ပဲဖြစ်ပါတယ်။အလုပ်များတဲ့လူငယ်တွေအတွက်ကတော့မျက်ခုံးမွေးမဆွဲရတာကအချိန်ကိုချွေတာရရောက်ပါတယ်။မျက်ခုံးတက်တူလေးထိုးထားမယ်ဆိုလို့ရှိရင်အလုပ်သွားတဲ့အခါဂျင်သွားတဲ့အခါဒီကုကန်နဲ့ဆင်းတဲ့အချိန်ဒီမှာတောင်မှမျက်ခုံးလေးကအဆင်ပြေလှပနေမှာပဲဖြစ်ပါတယ်။ပါတဲ့မျက်ခုံးတစ်စုံလားဆိုလို့ရှိရင်မျက်နှာမှာရှိတဲ့တခြားအစိတ်ပိုင်းတွေကိုပါပို့ပြီးတော့မှလှပသွားစေပါတယ်။အခုခေတ်မှာအလုပ်များတဲ့လူငယ်တွေအတွက်ကတော့မျက်ခုံးတက်တူထိုးထားခြင်းကမဖြစ်မနေပြုလုပ်တဲ့အရာပဲဖြစ်ပါတယ်ရှင်။လူငယ်တော်များများကဘိုးလွတ်လို့ခေါ်တဲ့မျက်ခုံးထူထူလေးတွေကိုကြိုက်တာလားဒါမှမဟုတ်လို့ရှိရင်သေးသေးမြင်မြင်လေးတွေကိုကြိုက်တာလားဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီအကောင့်လေးကို follow လုပ်ပေးထားပါနော်။ဒီမှာကိုကျမကိုယ်တိုင်ပြုလုပ်ခဲ့တဲ့မျက်ခုံးပုံစံဒီဇိုင်းများစွာကိုဒီအကောင့်လေးမှာတင်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကို့အတွက်အရေးကြီးတဲ့မျက်ခုံးတစ်စုံကိုပြုလုပ်ဖန်တီးပြီးပုံဖော်မယ်ဆိုလို့ရှိရင်တော့ eyebrow specialist များနဲ့သာပြုလုပ်ပြီးတော့မှပုံဖော်တင်ပါတယ်ရှင်။ eyebrow for every age ဒီမှာ eyebrow specialist ချုပ်ပြီးအောင်ဖြစ်ပါတယ်ရှင်။